ကူရိုးရှင်းပြီးတော့မွေးဆက်ဆက်လေးနဲ့စားလို့ရန်ကောင်းတဲ့ကြက်သားငရုတ်သီးချက်နေအသေးလေးကိုမျှပေးလိုက်ပါတယ်။အရင်ဆုံးဂျင်ကျက်သွန်ဖြူလေးတွေကိုတောက်တောက်လိထားပေးပြီးသွားပြီဆိုရင်တော့ကျက်သွန်မိန်လေးတွေကိုလိထားပေးလိုက်ပါမယ်။နောက်ထပ်ငရုတ်သီးစိမ်းလေးတွေကိုအလဲကနေတစ်ချမ်းချမ်းပြီးတော့လိထားပေးပြီးသွားပြီဆိုရင်တော့ငရုတ်သီးအနီလေးတွေကိုလည်းကိုစားနိုင်သလောက်လိထားပေးလိုက်ပါမယ်။ကြက်ပေါင်သားလေးတွေကိုအတုံးလေးဖြစ်အောင်လိထားပေးပြီးသွားပြီဆိုရင်တော့ပဲငံ့ပြားရဲ့အကြီးခရုစီစာကြက်သားမုံငရုတ်ကောင်းမုံကုံမုံထည့်ပြီးတော့နှံသွန်အောင်နေထားပေးလိုက်ပါမယ်။ဒါဆိုရင်တော့ဒီနေ့ချက်ဖို့အတွက်ပိုင်ပစ္စည်းလေးတွေကတော့ဒါလေးတွေပါပဲ။အိုးထဲမှာစီထည့်ပေးပြီးစီပူလာပြီဆိုရင်တော့ခုနကနေထားတဲ့ကြက်သားလေးတွေကိုရွှေအောင်တန်းလာအထိကြော်ပေးလိုက်ပါမယ်။ပြီးရင်တော့ဂျင်ကျက်သွန်ဖြူမှားကြောင်စေးထည့်ပြီးတော့မွေးသွားအောင်ထပ်ကြော်ထားပေးလိုက်ပါ။ပြီးရင်တော့ငရုတ်သီးအနီနဲ့ငရုတ်သီးစိမ်းလေးတွေကိုထည့်ပြီးတော့ထပ်ကြော်ထားပေးလိုက်ပါမယ်။နောက်ထပ်အယောင်လာသွားအောင်လို့ပဲငံ့ပြားရဲ့အနောက်တစ်စုံလောက်ထည့်ပြီးတော့နှံသွားအောင်တခြားလေးထပ်မွေထားပေးလိုက်ပါနောက်ဆုံးကြက်သွန်မိန်လေးဖြူပြီးသွားပြီဆိုရင်တော့အခုလိုမျိုးလောရလဲကူပြီးတော့စားလို့ရန်ကောင်းတဲ့ကြက်သားငရုတ်သီးအဆက်ချက်လေးကိုရပါပြီနော်ဒီဟင်းလေးကချက်ရနဲ့တန်အောင်စားလို့လည်းရန်ကောင်းတာမို့လို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်